ဒီမှာကျွန်တော်တို့တွေ့ခဲ့တာကကြီးမားပြီးလျော့ဝှက်တဲ့ဟစ်တလာရဲ့ဘန်ကာစစ်ကြီးပဲဗျာဒီတောင်တစ်ခုလုံးကရှိုးဟတ်ဘန်ကာအကြီးတစ်ခုပဲဒါတော့ဘန်ကာရဲ့ကင်းဆောက်စခန်းရဲ့တဲ့ကတစ်ခုပေါ့ဒါကူတစ်ခုပဲတကယ်လားစဉ်းစားကြည့်ဒီမှာယထာတလန်နေနဲ့လက်သုံးယထာတစီရှိနေနဲ့အလိုလေကျွန်တော်တို့ကိရိယာတွေယူနေပါတယ်အခုဒီဘန်ကာထဲမှာရှက်စမီတွေတန်းတော့မှာဘယ်လိုမျိုးအတော့ဝယ်လာပြီဘာလို့ဒီမလဲကြည့်ရဟောthatမီယောင်ကတခြားကဘာတခုကလိုပဲဒီဘောင်ဘလောက်တောင်ကြောက်စရာကောင်းအောင်လင်းနေလေလို့အခုတော့စပြီဒါမီကျွန်တော်တို့ဓာတ်လီကလေဝင်လေထွတ်စနေနဲ့မီဒီယိုဖွင့်ချင်တာပါယာမီတကယ်ပဲဒီခုကတော့ဖြစ်သွားပြီတကယ်ပဲစတင်တော့မှတင်နေတယ်အဲ့ဒါဆိုရင်တော့အဆင်ပြေပြီသူစံတကောင်ရှိနေလေပြန်တော့ကောင်းမယ်ဒီမှာကျွန်တော်တို့ချိဖက်မဟုတ်ဘူးလို့ခန်းစားရတယ်ဟိုမှာတရားရောက်တကယ်ရှိမိနေဘာနီရောလာနေပြီဒီလားဟုတ်ကဲ့ငယ်ချင်းတို့ရဲ့ဒီပန်ကာကတွားရလာရအရန်ခက်ခဲတဲ့နေရာမှာရှိတာပါယူပေါ်အထိကြောဖို့အိတ်တဲ့နဲ့အမင်းကြီးကိုလမ်းလျှောက်တက်ကြတာတွေ့နိုင်ပါတယ်ကျွန်တော်တို့ရှေ့ကဟာကမြင်ရှင်းလာဒါမှမဟုတ်တစ်တုံးလားယူရှိတာဟိတ်နုံကဒီမှာမြင်ရှင်းနေကြလားလေတို့နဲ့သူအမြင့်လုံးနေလေအဲ့ဒါနင်းမကောင်းဘူးတို့ဒီကောင်ကတော့ထိုင်ပြီးသူ့တင်ကိုကာကွယ်နေတာတို့ကဘန်ကာတွေကိုတဖိုးကြပုံရတယ်တို့ကိုယ်တိုင်တော့စောင့်နေကြလားဗျဒါနဲ့ဒီကနေ့မြင်ရလားမမြင်ရသေးဘူးဟိုတောင်ကုန်းတော့သွားတာမဲအပေမဲ့ဒီနီငွေကိုကြည့်လိုက်အောင်အဲ့ဒါအဲ့တောင်ကန်ဒီပေါ့ဒီအလော့တရားကိုကြည့်ပါဒါတွေကပန်စီပန်းနေဟာဝတ်ဆန်ငါလည်းသိချင်လာလေအဲ့လောက်ဖြန်နေတူလေအဲ့ဒါကိုမြင်နေကအပြင်းမှုထွက်လာဟောမယ်ဒီတော့မကြည့်ပါအောင်အတီးတဲ့တကယ်ချင်းတို့ကျွန်တော်ဆက်တက်ကြမယ်အခုဆိုတက်တိုးဆောင်ကနေနွင်းဖုံးတောင်တန်းနေစီရောက်နေပါပြီအခုကနွေးလက်ခေါင်းဆိုပြီးမှဒီမှာတော်တော်ပူလေဒါပေမဲ့ F တောင်ကန်ရဲ့ဒီအမစ်မှာနင်းတွေကမရေးပြောဘူးအခုကျွန်တော်တို့ဘလောက်အမင်းရကနေပြီလဲ2400မီတာပါနင်းတွေကမာနေပုံရဟဲ့အပေါ်ကနေလမ်းဆောက်လို့ရတယ်ကျွန်တော်တို့စွန့်ပစ်ထားတဲ့ ski shot sequence ဟောင်းတစ်ခုပေါ်တက်နေတာမှာအခုအပူချိန်ကအပေါင်း20လောက်ရှိတယ်ဘာလို့မရေးပြောရနဲ့ဒီမှာအရန်ပူနေတာကိုပထမဆုံးအဆောက်အုံတွေထဲကတစ်ခုပဲညဘက်မှာဘင်းပေါက်တေးသေးလေးပါတဲ့အဆောင်တစ်ခုရှိတယ်ဂျာမန်တက်ဒီတင်ပတ်ပြီးတော့ဘာမကတာကိုအပီသက်ဖော်ခဲ့တာအဓိကအချက်ကညာဘက်ကအသေးလေးလားညာဘက်ကဟာပြင်းတဲ့တရားဒီအဆောက်အုံကိုကြောက်ဆောင်ထဲမှာဆောက်ခဲ့တာဘာပဲဖြစ်ဖြစ်ဒီတောင်သားရိုးဝဲပန်ကအချင်းချင်းကိုပါဒါကကျောင်းဆောင်ထဲမှာရှိပြီးတုံရက်ပဲပေါင်းစုံမှာထွက်ထောက်တွေရှိတယ်အခုမြင်ရတော့မှာပါဒီဂျာမန်ဒီကဘန်ကနေပုံနေတာဒီတို့တကယ်ရှိနေဆိုတာပိုတိချလာလီပဲဟုတ်ဒီမှာတော့လီဘက်ထောက်သွားတာပိုကောင်းမယ်အဲ့လိုတော့ဘန်ကားထဲမှာဂျာမန်နေရှိနိုင်တယ်လို့ငါတော့တန်တရားရှိတယ်ဒါတော့အသေးရစရာအကြောင်းအရာဖြစ်တော့မှာပါအီတလာရဲ့ဘန်ကားတွေကဂျာမန်မီဟိုဒီစီပန်နဲ့ကိုကြည့်ရတော့ဟိုမရိုလီဝေးသူကဝေးရထွက်သွားပြီးငါတို့နောက်ကနေခုခုအော်ပြောနေသလိုပဲနေအားကိုဒီနားတစ်ဝိုက်မှာပဲဖွက်ထားကိုငါအချမ်းကျူးကျင်တယ်ဒီကိုတော့ကြမလားဒါမှမဟုတ်ဟုတ်ကူလားအပေါ်တက်ရအောင်ပစ္စည်းဒီကိုဒီမှာဖွက်ထားခဲ့မယ်ဒီအဆောက်အနောက်ကွယ်မှာဖွက်ထားတဲ့ဆိုဒီတော့တားကြည့်အောင်ဘန်ကားရဲ့အဝင်ပေါက်ကိုရှာကြည့်ဟုတ်ကိုတော့ကြမလားဒါမှမဟုတ်ဟုတ်လားအခု offline မြေပုံကိုဖွင့်ပြီးစစ်ကြည့်လာမယ်အပေါ်ဆုံးအကွက်တကူရှိတယ်ဟိုမှာပြီးတော့အကြီးဆုံးအကွက်အကြီးဆုံးနဲ့အဲ့ဒါကမှအတိအကျပဲတော့ဒီခန္ဓာကဒီမှာတကယ်ရှင်းနေနိုင်တာပဲအားဒီက F တောင်နေပဲသူတို့နဲ့တော့တွန်းအောင်လို့မရဘူးသူရဲ့လမ်းကြောင်းကိုပဲကြည့်လိုက်အောင်ဟိုသူတို့ဘာလို့ဒီလောက်အမြင့်ကြီးမှစောက်ထားတာလဲဒီတလာရဲ့ဘန်ကတောင်တွေထဲမှာရှိနေမယ်လို့ဘသူထင်မှာကဲအင်္ဂလာဟိုမှာစီးပဲအမြင်ပြီးတဲလူလူကြည့်လာလို့အန်ချက်တာအမောခိုအဲ့ဒီအမြင်ကိုမကြည့်ရလားလက်ထုံလီယာတီတီဖြစ်ပါတယ်ဟုတ်တယ်ဒါနဲ့ဒီနာနဲ့ပုံမြင့်တယ်ထုံလိုက်ဟာဘောတော်မြင့်တယ်ဘယ်လေမင်းနာပြန်ထနှခေါင်းငါရအရန်မြင့်မင်းငါခစားလို့ရတယ်ဟုတ်တယ်အကွက်တစ်ခုပဲအကွက်အခက်ကြီးအကွက်တစ်ခုငါတို့ဒီဘန်ကာကြီးရဲ့ပထမဆုံးတက်ခတ်ကြီးအကွက်စီကိုချင်းကတ်လာပြီလူတိုင်းကြတာရီနာကိုတော့မယ်လို့ငါခစားနေရတယ်အားစားယုံနဲ့ရောက်နေတယ်ဟုတ်တယ်အဝေးပေါက်မရှိဘူးမြို့ကိုစိတ်ပြောင်းလို့ဖုန်းကအစင်တိတ်ငယ်ဝါတာကြီးဝချလိုက်ဦးဘယ်ဖြစ်နိုင်တော့အဲ့ဒါပေးစကုန်လားအဲ့ကပေးစကိုဟုတ်လာမှန်တာနားလို့လောက်ရမယ်အဲ့ဒီနန်ကောင်းတော့တယ်မင်းလူရှိရင်ဘယ်လိုလဲတို့တွေစိုးရင်စိတ်တွေဝင်လာအားမဟာအဲ့ဒီစီကမြို့တကောင်ဖက်လောက်နဲ့တောင်းပေါက်ကဘလောက်ကျင်းနေကြီးလိုက်ရော
အခုငါတို့ဆက်ပြီးတပ်ဖို့ကြိုးစားကြအောင်ဒီထက်ကနေတို့ပြက်ခတ်ခဲ့တာဖိနေတာဒါအတိအကျပါလဲဆိုတာငါမသိဘူး ဟာဝိုင်းမြန်ကွင်းကတော့ရှယ်လေဆက်သွားရအောင်ငါတို့အကွက်တွေကိုပါကြည့်ကြအောင်ဗျာ ဇာပွဲပေါ်မှာနေနိုင်တခုရှိနေ အဲ့ဒါကိုသွားကြည့်အောင်